မနေ့ကကစားခဲ့တဲ့ကျွန်တော်တို့ Real Madrid နဲ့ Barcelona ပွဲအဲ့ဒီပွဲမှာဆိုလို့ရှိရင် Barcelona ဒီအိမ်ကွဲမှာ Real Madrid ကို4-3 နဲ့နိုင်ပြီးတော့ La Liga Champions ဆုအတွက်အကောင်ဆုံးအခြေအနေတစ်ခုကိုရောက်သွားခဲ့ပြီပေါ့နော်မနေ့ကတော့ Barcelona ကွဲမှာကစားခဲ့ရတဲ့ဒီပွဲမှာဆိုလို့ရှိရင် Real Madrid ကစောစောစီးစီး2ဂိုးသွင်းပြီးဦးဆောင်နိုင်ခဲ့တဲ့ Mbappe ရဲ့သွင်းကို2ဂိုးရခဲ့တယ်ပေါ့နော်ဆိုတော့ penalty ကလည်း Mbappe ကြောင့်မိကြခဲ့တဲ့ Mbappe ကိုယ်တိုင်ပဲအဆုံးသက်ခံသွင်းခဲ့တယ်နောက်တစ်ဂိုးကလည်းလူကျွန်းထောင်ချောက်ကလည်းတွတ်ထွက်သွားပြီးတော့ Mbappe လွတ်လွတ်ကျွတ်ကျွတ်ခံဝင်ကြခဲ့တာဒါပေမဲ့ Real Madrid ဒီ2ဂိုးရပြီးတဲ့နောက်ပိုင်းမှာတော်တော်လေးကိုကစားပုံဆိုးရွားခဲ့တယ်နောက်တန်းကရောနောက်တန်းမှာဆိုလို့ရှိရင်အသင်းလိုက်ကောတူချင်းလိုက်ကောသူတို့အမှားယွင်းနေကျူးလွန်ခဲ့ပြီးတော့သူတပြည့်အသင်းကောင်းဆောင် Vasquez ကိုယ်တိုင်ကဘောလုံးကိုမနိုင်တဲ့အနေအထားမျိုးဖြစ်နေတဲ့နောက်သူတို့ဂိုးတွေစတိုက်ပြန်ပေးခဲ့ရပြီးတော့သူတို့4-2ပေါ့နော်ဆိုတော့ဒီအနေအထားလေးကိုပြန်ပြီးတော့ရောက်သွားခဲ့တယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော် Eric Garcia ကိုသွင်းနေပြီးတော့အခါမှာရမယ်ကန်ချက်ကလည်းတကယ်ကိုကောင်းတယ် Rafinha ကလည်းအဆုံးသက်ပိုင်းတည်တည်ကြာကြာနဲ့ကိုသူ2ဂိုးသွင်းပေးနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ဒီရလက်ဒီပထမပိုင်းမှာနေဒီလိုမျိုးဂိုးပြတ်သွားတဲ့နောက် Real Madrid ရဲ့စိတ်သက်ပိုင်းဆိုင်ရာအရာသူတို့ဒီဘက်ကိုပြန်လာနိုင်မှုဆိုတော့ဘလို့မှလုံလောက်မှုမရှိခဲ့ဘူးဒုတိယပိုင်းမှာတော့သူတို့အခွင့်အရေးတွေပြန်ရခဲ့တယ်ဆိုပေမဲ့တကယ်တမ်း Barcelona ကပွဲကိုစီးကစားနိုင်ခဲ့တယ်ဒါပေမဲ့တစ်ဖက်မှာခုနကကျွန်တော်ပြောသလိုပဲဒီ Barcelona နောက်တန်းကလည်းအမြဲတမ်းဒီ Real Madrid နဲ့ဒီယာဒီမှာထိတ်တိုက်တွေ့တိုင်းဘာမှကြောက်မနေပဲနဲ့ကျွန်တော် high defense line ကစားခဲ့ပြီးတော့အခုအဲ့ဒီအနေထားကနေလူကျွန်းတောင်ကြောက်တွေပွင့်ထွက်သွားတာတော့ရှိတယ်ဆိုတော့အဲ့ဒီအနေထားကနေပဲဒီတတိယဘူကို Real Madrid တို့ရခဲ့တယ် Mbappe ကပဲသူ့ရဲ့ဒီ El Clasico မှာ hat-trick အနေနဲ့သူသွင်းယူနိုင်ခဲ့တယ်ဒါပေမဲ့သူတို့နောက်ထပ်တစ်ခုချဖို့မစွမ်းဆောင်နိုင်ခဲ့ဘူးဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီRafinha ခင်းမိလိုက်တာကိုရမယ်နောက်ထပ်တစ်ခုသွင်းခဲ့ပေမဲ့လူကျွန်းနေတယ်ပြီးတော့တဲ့အခါမှာပို့ပြီးတော့ Real Madrid အရှိုက်ထိစရာဖြစ်ခဲ့တာကကြတော့ဒီပွဲပြီးကန်ဒီမှာ Victor Munoz Vinicius အစားလူစားဝင်ကစားခဲ့တဲ့ Victor Munoz ကသူတို့အပိုင်ခွင့်ရတဲ့အချိန်မှာကျွန်တော်အားလုံးထင်နေတာဒီကိုဒီတေချာဘောက်ကိုစားပြီးတော့ထင်ခဲ့တာဒါပေမဲ့သူ့ရဲ့ကန်ချက်ကတော်တော်လေးကိုမြောက်ထွက်သွားခဲ့ပြီးတော့ကိုကဘောလေးကြော်ထွက်သွားခဲ့တယ်ဆိုတော့ဒါဒီတော်တော်လေး Real Madrid နင်နာခဲ့တယ်ဒီပွဲမှာတရေကြံတရေရလိုက်ရင်တော့မှ Real Madrid အနေနဲ့နည်းနည်းနောက်ပွဲမှာမျှော်လင့်ချက်ရှိအောင်ပဲပေါ့နော်ဆိုတော့ပြီးတော့ကမှ Barcelona ဘက်ကဒီနောက်ဆုံးမိနစ်မှာ Fermin Lopez ကန်သွင်းတဲ့အလုံးဒီတော်တော်လေးကိုကောင်းတယ်သူနောက်ခံတွေကြားတဲ့ Valverde တို့ဘာလို့ကြားတဲ့သူဖောက်ထွက်သွားပြီးကန်သွင်းတဲ့အလုံးကဂိုးဝင်ခဲ့ပေမဲ့လက်နဲ့အဲ့မတိုင်ခင်မှာသူလက်နဲ့ထိသွားတဲ့အတွက်ကြောင့်ဒီကိုကပဲပြတ်ခံခဲ့ရတယ်ဆိုတော့ဘာဖြစ်ဖြစ်ပြီးဘာစီလိုနာဒီပွဲကို4-3 ဂိုးနဲ့နိုင်ခဲ့ပြီးတော့သူတို့အနေနဲ့ Real Madrid ကိုအခုဆိုရှင်သူတို့9မှတ်ဖြတ်လိုက်ပြီးနောက်တစ်ချက်ကကြတော့လက်ကျန်3ပွဲပဲရှိတော့ဆိုတော့3ပွဲပဲကျန်တော့တဲ့အချိန်မှာဘာစီလိုနာအနေနဲ့2မှတ်ရပြီဆိုရုံနဲ့ချန်ပီယံဖြစ်သွားပြီပေါ့နော်ဆိုတော့မနေ့ကတော့လည်းသူတို့ဘာစီလိုနာကစားသမားတွေဒီပွဲအပြီးမှာသူတို့အောင်ပွဲခံခဲ့ကြတယ်တကယ်လည်းသေးကြသလောက်ဖြစ်သွားခဲ့ပြီလို့ပြောရမှာပေါ့နော်ဆိုတော့ကောင်းပါပြီမနေ့ကတော့ဆိုလို့ချင်းဒီဘာစီလိုနာရဲ့ပွဲအပြင်ကိုနောက်ထပ် Man U တို့ Spurs တို့ Chelsea တို့လည်းရှုံးခဲ့ကြသေးတယ်ဒီပွဲတွေကဘာမှသိပြီးပြောစရာတော့မရှိတော့ဘူးပေါ့နော်ဆိုတော့ကောင်းမယ်ကျွန်တော်ဒီနေ့တလောက်နဲ့ပဲရန်နာကြပါတယ်နောက်နေ့တွေမှာကျွန်တော် topic တွေနဲ့ပြန်လာနိုင်အောင်ကျွန်တော်စူးစမ်းပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်